ဒီကလေးကိုကျုပ်တို့ဒီလေရဲရာရဲရတယ်ဆိုပေမဲ့ကျုပ်သားလေးရဲ့လက်တော့ရှွတ်မပေးစေချင်ဘူးကျုပ်ကဒီတိုင်းစဉ်းစားထားအဲ့တော့ဒီသားလေးနဲ့ကျုပ်နဲ့ဒီရွာဆက်နေရင်နော်နံပါတ်1ဖြစ်ပါမလားနံပါတ်1ဖြစ်မှာဖြစ်မယ်ကျုပ်စိတ်ထဲမကျေနပ်တာကြီးရှိတယ်ဒီကောင်လူဖြစ်အောင်လုပ်ဖို့ကျုပ်ဘရင်နောင်နီးကိုသုံးမယ်ဖောင်ဖြက်ပြီးရန်ကုန်မြို့တက်ကိုရတင်မှုတွေရှင်နေလို့ပါလားကိုတခါမှမရှုံဘူးဆိုတော့ဒီစားကြီးဖြစ်နေပြီနော်ငါ့ဟုတ်ငါရှောတာဘာဖြစ်တော့ရည်စရာကြီးဖြစ်နေနေဝင်လျှော်ပေးပါတကယ်ဆိုရင်ကိုလောင်စားဖို့အနိုင်နိုင်နောက်ပါစတစ်ပေါက်တိုးလာပြီဆိုရှင်ဘယ်လိုလုပ်မလဲဟာငါတဲ့စင်းရဲလူရွာတဲ့ပြည့်လို့နေဖြစ်တာစားဖြစ်တာခက်ပါပြီကိုချင်းစာသိရှိဖြစ်တယ်ဟဲ့အခုဒီကလေးကိုငါသားလို့ငါစိတ်ထဲထားငါသူ့အပေလို့စိတ်ဖြစ်တော့ငါသူ့ကိုတနာတယ်ငါအိတ်ချင်းလျှော်တယ်စားတာလျှော်တယ်ဒီကောင်အတွက်ကိုငါအကုန်လုံးလုပ်ပြီးအစင်တင်မယ်အဲ့ဒါကိုချင်းစာလို့ခေါ်တယ်ဘာဖြစ်လဲလားတကယ်ဆိုဒီကလေးကကိုနဲ့အနေသားကြီးပါတော့အေးနေအခုငါ့ကိုလာပြောနေရလဲအနေသားကြီးဧကန်တော့ဦးရဲ့တင်တနာပါတယ်ကလေးတယောက်နေတော့မိုင်းမေအကူကြီးလုံးပြောတော့ညီငါ့ကိုရီးသားကမပြောနဲ့နော်စကားတွေသွားပြီကျမငါမစင်းစားချင်ဘူးငါမအားဘူးကလေးကိုမိသွေးငါရှာမပေးနိုင်ဘူးဟမ်အာရငိုပြန်ပြီကောင်းတယ်ဟေးငိုသားငိုရင်အားရှိတယ်တဲ့ကွာလာပြီအဖေလာပြီဟေးကိုရက်တင်ခင်ဗျားလည်းဒီကလေးကြောင့်ရုပ်ဖိုးကောင်းမလို့ပါဘူးခင်ဗျားကလေးကိုအချိန်ပေးတာများလုံးနေဗျာခင်ဗျားရုပ်ကြီးကတော်တော်ဆိုးတယ်နော်ရုပ်ဆိုးရကြတယ်မျက်နှာယူအိုးပြီးပြောတော့ကြောက်ကကြောက်တတ်တယ်ကလေးရှင်မအဲ့လိုမျက်နှာဆိုးဆိုးကြီးနဲ့မပြောနဲ့ဘာဖြစ်နေလဲကလေးကိုခလုတ်တိုက်တိုင်နေဘာဖြစ်ရှင်လဲပြောခင်ဗျားကိုယ်နဲ့ကသူများရှိမှစင်းကားလုံနေတယ်လေဗျာအဲ့တော့ဒီကလေးရဲ့အနာဂတ်အတွက်ကိုခင်ဗျားဘယ်လိုစဉ်းစားကြပြောတိကြကြတော့ကျုပ်ကမစင်စားသေးဘူးဒါနဲ့ခင်ဗျားမင်းကိုခင်ဗျားနဲ့ဘာပြောရင်တိုင်နေတာပေါ့ဒီကလေးတော့ကျုပ်သေးချာကိုဝေးပြီဗျဒီရွယ်နေတော့ဒီကောင်ကြောင်းနေတဲ့ရွယ်ရောက်မယ်ကြောင်းနေတဲ့ရွယ်ရောက်ဒီကောင်စာတတ်မယ်ဒီကလေးကိုကျုပ်တို့ဒီလေရဲရာရဲရတယ်ဆိုပေမဲ့ကျုပ်သားလေးရဲ့လက်တော့ရှွတ်မပေးစေချင်ဘူးကျုပ်ကဒီတိုင်းစဉ်းစားထားအဲ့တော့ဒီသားလေးနဲ့ကျုပ်နဲ့ဒီရွာဆက်နေရင်တော့နံပါတ်1ဖြစ်ပါမလားနံပါတ်1ဖြစ်မှာဖြစ်မယ်ကျုပ်စိတ်ထဲမကျေနပ်တာကြီးရှိတယ်ဒီကောင်လူဖြစ်အောင်လုပ်ဖို့ကျုပ်ဘရင်နောင်နီးကိုသုံးမယ်ဖောင်ဖြက်ပြီးရန်ကုန်မြို့တက်အဖေလားဟောရေပြောကျွန်တော်မြေခွက်ကြည့်ထားတယ်အဖေသူဈေးကတော့ချိုးတယ်နေရာအကွက်ကွင်းကလည်းကောင်းတယ်ဘိုင်းနာလိုရောက်နေတယ်ဘောအဖေကအဲ့ဒါကျွန်တော်ဝယ်သင့်မဝယ်သင့်အဖေကိုလှမ်းပြီးတော့အကြောင်းကြားပြီးမေးတာပါဈေးကဘယ်လောက်ခေါ်လဲကွာသူက350လို့ပြောတယ်အဖေပေတရာပတ်လည်းရှိတယ်မြေခွက်အနေထားတော့ကောင်းပါတယ်မင်းဒီဈေးနဲ့ဆိုရင်အလကားရလို့ပဲကွာမျက်စိမှိတ်ပြီးဝယ်တော့မမှားဘူးကွာမင်းဒီမြေကွက်ပေါ်မှာမင်းတိုက်ပဲဆောက်စားတော့ဆိုင်မဲဖွင့်နောက်ဆုံးကွာဒီတိုင်းပြစ်ထားပြီးတော့မင်းပြန်ရောင်းရင်တော့မှအတိုးပေးစားတာတဲ့တော့ကြိုက်နေတယ်ကွာနောက်ကိုအဲ့လိုကိစ္စမျိုးမင်းငါ့ကိုတိုင်ပင်ကြမလို့မင်းမလာမင်းဆုံးဖြတ်မင်းအတွေးခေါ်နဲ့မင်းလို့ဟုတ်လားဟုတ်ကဲ့ပါဟုတ်ကဲ့ဒါတော့ကျွန်တော်ငွေချေမှုအများဆုံးစီစဉ်လိုက်တော့မှာနော်အေးငါပါလာတဲ့ပတ်သက်နဲ့ဒီလိုရက်ွက်မျိုးတွေပဲရမယ်ငါသားနဲ့နေလို့ဖြစ်ပါမှာဒီလိုအိမ်မှာနေလို့ရရင်ကောင်းတော့
ကဲဖြစ်ချင်ရဖြစ်ဒီအိမ်ကြီးမှာနေလို့ရအောင်ငါပြောမယ် ဟဲ့လူလေးခဏကော ဘာကိစ္စမှရှိပါလဲ ဒီဒေါက်တာကြည်မောင်ဆိုတဲ့ပုံကိုကြီးနဲ့တွေ့ချင်လို့ အော်ဆရာကြီးနဲ့မိတ်ဆွေလား ဆရာကြီးနဲ့တွေ့တော့မှာပဲပြောပြတယ်ဆရာကြီးနဲ့တွေ့လို့ရမှာမဟုတ်လား အာဟုတ်ရပါ နော်အေးကျေးဇူးပဲကွာ ဆက်ဆက်တယ်တွေ့ လဲရတူလေ ကျုပ်ကသူ့ရဲ့တင်မှာနေရလေ ဘာကိစ္စရှိပါလဲ ချုပ်ထီမှာဘလို့လုပ်ချင် ဟမ်ကျွန်တော်အိမ်မှာအလုပ်လုပ်အောင်ကျွန်တော်အိမ်မှာသူ့လူနဲ့သူ့နေရာနဲ့သူပြည့်နေတယ် သဘောပေါက်ပါဒီလိုပဲဖြစ်နေမယ်လို့လည်းသိပါဒါနဲ့ကျုပ်ကဒီအိမ်မှာအလုပ်လုပ်ချင်တယ်အလုပ်လုပ်ရမှာကိုဖြစ်မယ်ဒီကလေးအတွက်ပါဒီကလေးကကျုပ်ကလေးပေါ့နော်သူ့ရဲ့ရှည်ရေးအတွက်ကိုကျုပ်ကဒီအိမ်မှာအလုပ်လုပ်မှာကိုဖြစ်မယ်အဲ့တော့ဆရာကြီးအလုပ်ပေးပါဘာကြောင့်တောင်းရလဲဆိုတော့လေကျုပ်စကားနဲ့တော့ပြောချင် ကဲပြော ကလေးအကြောင်းအဲ့ဒါပဲဆရာကြီးကလေးအကြောင်းအဲ့ဒါပဲဒီအဖိုးလုပ်တဲ့လူအဖေလုပ်တဲ့လူဒီကလေးကိုဘာကြောင့်လက်မခံဘူးလဲဆိုကျုပ်ပြနာကိုမလဲဘူးဖေးရတော်တော်ဖိုးကပူဆိုးတယ်တော်တော်ကိုမကြော့တယ်လူဗျာဒီကလေးကျုပ်လက်ပေါ်မှာတောင်းတင်းနေတယ်တားတယ်အားလုံးတားတယ်ဂျာတက်လာပြီဆရာကြီးရောက်လာပဲဆရာကြီးကျုပ်ပြောတာလေယုံရလား ခမရပြောတာတွေကိုယုံတော့ယုံညင်ပါတယ်ဗျာဒါပေမဲ့ယုံမှုကသိခက်နေတယ် ဟုတ်ပါရဲ့ရှင်